အစားတော့ပေါ့နော်စီးချုပ်စေမဲ့အစားတော့ကိုလုံးဝမစားပါနဲ့တော့အရေးချွမ်းပြီးချိုးချင်းချိုရတာချိုးချင်းရတာအကုန်စားလို့ရတယ်ဒီအဆင့်အရေးချွမ်းတယ်မာလာကာသီကအလွန်ကြော်မစားနဲ့ဝမ်းချုပ်မှာဆိုလို့တနည်းအားဖြင့် तू ကချောင်းမဲ့တယ်မှာပါတယ်ဒါပေမဲ့မအနေနဲ့ကြတော့ဒီအဆင့်ကစားလို့ရသေးတယ်စားလို့ရတယ်ဘာလို့ဒီမှာ electrolyte တွေစစ်ထားရှိတယ်နော် electrolyte တွေကလည်းဟိုရောကျွန်တော်ချိန်ညှိထားရေတက်ထိန်းသိမ်းတဲ့အပိုင်းတွေကျွန်တော်အကုန်လုံးထည့်စင်စားပြီးပြောရတာနော်စားလို့များတဲ့အဆင့်လည်းရှိရနော်စားလို့များကိုကတော့စားလို့ရသေးတယ်ဒါပေမဲ့တင်ချင်းသီးလူဟာမျိုးမွေးချင်းသူပါလေးပို့လဲကျွန်တော်တင်ချင်းသီးလူဟာမျိုးဆိုလုံးဝကျွန်တော်တို့ပြေးတယ်ပန်းသီးအကောင်းမှကောင်းစားလို့ရတယ်နော်အဲ့လိုပေါ့အရေရွှမ်းတဲ့တရုတ်စီးတီးတရုတ်စီးသီးဆိုတာကျွန်တော်တို့အမျိုးမျိုးခေါ်တယ်တချို့ကလိုင်းချီကိုလည်းလိုင်းချီကိုလည်းတရုတ်စီးသီးခေါ်တယ်ကျွန်တော်တို့ဒီကျင်းနာမှာလည်းအဲ့လိုခေါ်တာလေလိုင်းချီလို့မခေါ်ဘူးတရုတ်စီးသီးလို့ခေါ်ကြတယ်လိုင်းချီစားလို့ရသေးတယ်နော်သူကအရေးရွှမ်းနေတယ်မပါသေးဘူးနော်ကိုကဆိုတော့စီးကောင်းကောင်းသွားသေးတယ်လေစီးကောင်းကောင်းသွားတယ်ဟောတာရောင်းတာအခုမရှိတော့ဘူးမလားမရှိတော့ဘူးရှိတော့လုံးဝမရှိတော့ဘူးနော်ဒါတွေကလက္ခဏာရုပ်ပိုင်းဆိုင်ရာလက္ခဏာကြီးတက်သာသွားပြီပေါ့နော်ဒါပေမဲ့အတွင်းကကလီစာဖြစ်တဲ့ကြောက်ကပ်ရဲ့လုပ်ငန်းတွေ kidney function ပေါ့နော်ဒီသူ့ရဲ့လုပ်ငန်းတွေကိုကျွန်တော်တို့မြင့်တင်ပေးဖို့လိုတယ်အဲ့အတွက်သူ့မြင့်တင်ဖို့လိုတယ်ဆိုရင်သူ့ကိုမပင်ပန်းအောင်လို့အစားအသောက်ကိုလုံးဝပြောင်းရမယ်အပိုင်းတွေရှိတယ်အစားအသောက်မှုပုံစံကိုပြောင်းရမယ်ဆိုတော့ဒါတွေကိုပြောတာဟိုဒီညင်းမစားနဲ့နော်တင်မောသီးတွေဆိုရင်အစိမ်းမစားနဲ့တင်မောသီးတုတ်တင်မစားရဘူးမစားရဘူးတင်မောသီးတုတ်ဆိုအစိမ်းကိုတုတ်တာမစားရဘူးနော်အခုကျွန်တော်အသီးနော်လက်ဖက်တုတ်တွေဆိုမစားနဲ့ဘူးလက်ဖက်တုတ်အကျော်ဆန်ဒီမစားရဘူးအကျော်ဆန်ကစားလို့ရသေးတယ်လက်ဖက်တုတ်ကိုမစားနဲ့အောင်ချုပ်မှာဆိုလို့နှုတ်သီးတော်မှာဓမ္မရာနီးမစားရတာဘူးလေချုပ်တာကိုအဲ့လိုမျိုးစီးချုပ်တာမျိုးဖြစ်မှာဆိုလို့ဒါပေမဲ့လက်ဖက်ကြောက်ဟိုဟာကြတော့ရတယ်နော်လက်ဖက်ရလက်ဖက်ကျန်ခေါ်တာလားကျွန်တော်အခါကြီးခေါ်ကြတာလေတချို့ကအခါကြီးခေါ်ကြတယ်မိုးကုတ်မှာဆိုအခါကြီးခေါ်တော့ဗောနော်ကျွန်တော်တို့ဗမာပြည်ကတော့ရင်းနှီးချမ်းခေါ်ကြတာဗောနော်အဲ့ရင်းနှီးချမ်းကတော့တောက်လို့ရတယ်ဟိုလက်ဖက်တုံနေနဲ့ဒါမစားနဲ့အောင်နော်ငရုတ်တီးလို့ပါတယ်ကွာဆရာငရုတ်ပွားဆေးတောင်ဖြစ်တယ်ကြောက်ကတ်တွေဆေးတောင်မှဖြစ်တယ်ငရုတ်တီးအဆက်ကိုအလွန်ကျွန်းချွေးထွက်နေအောင်တော့မစားနဲ့ပေါ့အာတာပြီပေါ့ကိုနော်ရှာအကောင်းမဲ့အနေထားလောက်ကိုစားလို့ထည့်စားလို့ရသေးတယ်ဟုတ်ကဲ့ဆရာနော်ကျန်တဲ့ဟိုလက်လုတ်ချင်လက်လုတ်ချင်နေမစားနဲ့လက်လုတ်ချင်ကြ acid တွေများလေမြင့်ကျင်လို့ပါတော့အေးအဲ့ဒါတွေမစားနဲ့မြင့်ချင်လည်းမစားနဲ့နော်မြင့်ချင်မရဘူးနော်မြင့်ချင်ကြောက်တယ်နော်မြင့်ချင်အပူလေးအခြေခံကျွန်တော်တို့ကုရတဲ့စနစ်ကိုအတိုင်းစေးရဲ့အခြေခံစနစ်ကိုသူ့မှာရှိနေတဲ့စွမ်းအင်ကိုဟန်ချက်ညီအောင်ပထမအဆုံးသင်ရတာနောက်တနည်းအားဖြင့်တို့ပါတော့ရလားဆရာအချင်းကြီးဆိုတာဒီအချင်းကြီးကြိုးစားတာတော့ပါတော့လေကြိုးစားတယ်ဆိုတာနှက်တာကိုပြောလဲလက်လုတ်ချင်ရတော့မျိုးအချင်းအဲ့ဒါရတယ်လေအဲ့ဒါရတယ်နော်ရတယ်ဟင်းရည်အနေနဲ့စားလို့ရတယ်ရသေးတယ်နော်အတုပ်ပြောမဟုတ်နော်မုံချင်းချင်းဟင်းရည်ကိုပြောတာနော်အေးဟင်းရည်အနေနဲ့ရသေးတယ်နော်ဒါပေမဲ့ကိုကဒီ uric acid မြင့်နေတာကိုကြည့်ပြီးတော့ထည့်စဉ်းစားဖို့တော့လိုတာပေါ့နော် uric acid မြင့်နေအဲ့ဒါလေးကတော့ကျွန်တော်တို့ acid တက်များမဲ့အစားအစာကိုတော့ကျွန်တော်တို့လျှော့ရမယ်ပေါ့အဲကြောင့်လက်လုတ်ချင်မစားနဲ့လို့ပြောတာနော်ဒါပေမဲ့ acid တက်ဆိုတာလေတကယ်တော့အမျိုးအစားတွေအများကြီးရှိတယ်ကျဲဥလို့ပါတော့စားကျဲဥဆေးဖြစ်တယ်ကြောက်ကသမားတွေကကျဲဥစားရတယ်အနှစ်လည်းစားရတယ်နော်အဲဒီအဆင့်ကစားလို့ရသေးတယ်ဒီအဆင့်ကရတယ်လို့ပြောတာနော်ဒီအဆင့်နဲ့ကြာသွားရင်မရတော့ဘူးနော်အနှစ်စားလို့မရဘူးအကားပဲစားရမှာပေါ့နော်အဲဒီမှာအမားရဲ့ဟွာထဲမှာ protein ဓာတ်တွေများတာတွေ့ရလေအဲ့တော့ခြေလေးချောင်းသားတော့လုံးဝရှောင်မယ်လုံးဝရှောင်မယ်နော်ခြေလေးသားလုံးဝရှောင်မယ်ခုနကကျွန်တော်ဟိုတနေ့ကပြုတ်ပြီးထင်တဲ့ကြက်သားကိုလေနော်တောင်ပန်နဲ့လေချောင်းမစားပါနဲ့ဟုတ်နော်ဓာတုကျွင်းချန်တွေကိုကျွန်တော်တို့ရှောင်ခြင်းလို့တနည်းအားဖြင့်နော်ကြက်အစာထဲမှာထည့်ကျွေးတဲ့အစာတော့ကျွန်တော်တို့လိုက်အဲ့ဒါတော့အင်္ဂါအစိပ်ပိုင်းအကုန်အနှံ့သွားမှာဆိုရွေးလို့မရဘူးပေါ့နော်အင်ဂျက်ဆိုရင်တော့ဘာသာစာရအကုန်ရတယ်နော်အင်ဂျက်ကရရေးကြည့်တာကပတ်စံပြီးဝယ်ရတဲ့စီးဝါးတွေနဲ့ထပ်တူနီးပါးတန်ဖိုးကြီးတဲ့အရာဒီကိုယ့်ရဲ့စားသောက်မှုပုံစံကိုပြောင်းတင်တာကိုပြောင်းမယ်နော်ရှောင်တင်တာကိုရှောင်မယ်စားတင်တာကိုစားမယ်ပြောင်းလဲတင်တာကိုပြောင်းလဲရမယ်ဆိုတဲ့ဟာအရန်အရေးကြီးဆုံးပဲနော်နောက်တစ်ခုတမိသူ့ကိုဟိုလောက်ချင်တယ်ဗာလဲဟိုလေနီးအောင်ကြီးခံချင်တယ်